ကောင်စီကဖွဲ့စည်းထားတဲ့မာနိုင်ကြီး3ရက်ထက်ကအုပ်ချုပ်ရေးရန်တရားကတော်တော်လေပတ်နေပြီဖြစ်တဲ့အတွက်အုပ်ချုပ်ရေးရန်တရားလေပတ်တဲ့အကြောင်းကိုနောက်တစ်ချိန်မှာဆိုရင်တော့တို့သက်ဆိုင်ရာအုပ်ချုပ်ရေးအကြီးအကဲတွေရောအုပ်ချုပ်ရေးဝန်ကြီးတွေရောလည်းပဲမြင်များလိုက်ရင်တော့အဆင်ပြေလိမ့်မယ်လို့ကျွန်တော်မြင်ပါတယ်အဲ့တော့ကောင်စီကတော့အခုကျွန်တော်တို့ငိမ့်ချမ်းရေးလုပ်ပေးနေတဲ့အဖွဲ့အစည်းတွေကတော်တော်များတဲ့ခါကျတော့ဒါခုနှစ်ဖွဲ့လောက်ကလှမ်းတဲ့သူတွေရှိတာပေါ့နော်အဲ့တော့နိုင်ငံတကာအဖွဲ့အစည်းကလည်းရှိတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီချင်းတွေအနွယ်တွေဖြစ်တဲ့မီဇိုရမ်မှာအခြေချတဲ့အဖွဲ့အစည်းတွေလည်းရှိတယ်နောက်ပြီးတော့ပြည်တွင်းကအဖွဲ့အစည်းတွေလည်းရှိတော့ဒါကိစ္စနဲ့ပဲကျွန်တော်တို့အလုပ်ရှုပ်နေတာဖြစ်ပါတယ်အဲ့တော့ငင်းချင်းဆိုတာကတော့ဒါလိုအပ်တဲ့အတွက်ဘသူပဲခေါ်ကျွန်တော်တို့သွားနေတဲ့ချိန်ဖြစ်တဲ့အတွက်အဲ့ဒါနဲ့ပဲလုံပန်းပြီးတော့မှကိုယ့်အလုပ်တောင်မှမလုပ်နိုင်တဲ့အနေထားဖြစ်တယ်ဆိုတဲ့ဥစ္စာလည်းပဲအလုံးသိမှထင်တယ်နောက်ပြီးတော့မှအခုနပြည်သူလူထုတွေကလည်းပဲခဏခဏပြောနေတဲ့အခုတလောအဓိကကျွန်တော်တို့ဘယ်လိုတုံ့ပြန်မလဲဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ဥစ္စာကတော့ကျွန်တော်တို့မမျှော်လင့်ပဲနဲ့ငင်းချိုင်းလုပ်ပေးနေတဲ့ Zoro က agreement sign ထိုးထားတဲ့ကျွန်တော်တို့sign ဒီဘာမှမြင်တော့မချောက်သေးပါဘူးတုတ်တော့ကျွန်တော် AA နဲ့ MDF နဲ့ပေါင်းပြီးတော့မှကျွန်တော်ချင်းပြဆွတ်တပ်ဖွဲ့အထက်ပင်တီယာမှာတက်ဆွေးထားတဲ့သူဒီကိုအင်အားအလုံးအရင်လောက်ခွာမှာပေါ့အင်အား60ကျော်နဲ့ကျွန်တော်တို့ကတော့လူနည်းနည်းလေး19ယောက်ပဲထားတဲ့ဥစ္စာကိုလာတိုက်ခိုက်သွားတာလည်းအလုံးတီးပြဲဖြစ်မယ်ထင်ပါတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှပြည်သူလူထုတွေကလည်းပဲဘာဖြစ်လို့ချိန်ညာချက်တွေမြန်မြန်မထုတ်တာလဲသူတို့ကဘယ်လိုဖြစ်တယ်လဲဆိုပြီးတော့မှသူတို့ကလည်းလာတိုက်ရောချိန်ညာချက်ချင်းထုတ်လိုက်တော့ခိုင်မတာမှစိတ်လို့ရှားစရာလည်းကောင်းပါတယ်ပြည်သူလူထုတွေလည်းနားလေလိမ့်မယ်ထင်ပါတယ်မှန်ကန်တဲ့သူတွေကတော့ချက်ချင်းဖြစ်စင်းတာဒါလုပ်ထမရှိပါဘူးမှန်ကန်လုပ်တယ်ဆိုရင်တော့ကိုလုပ်တဲ့ဥစ္စာလိုက်ပြန်လုပ်ဖို့လိုတယ်အဲ့တော့ဘာမှချိန်ညာချက်ထုတ်ပြီးတော့မှဖြစ်စင်းစရာလည်းမလိုသလိုချိန်ညာချက်ထုတ်ပြီးတော့မှကိုယ့်ဟာကိုယ်ခါပါလုပ်စရာလည်းမလိုပါဘူးအဲ့တော့သူတို့ကလည်းလာတိုက်ရောချိန်ညာချက်ထုတ်တာလည်းတော်တော်မြန်တော့သူတို့ကအဖွဲစီတဲလေးဆိုတော့တယောက်ကလည်းပဲထုတ်လို့ရတာပေါ့နှစ်ယောက်ကလည်းပဲထုတ်လို့ရတယ်ကျွန်တော်တို့ချင်းတဲ့ကောင်စီကတော့ CNF နဲ့လွှတ်တော်အမတ်ဒီအဖွဲ့မပြောဘဲနဲ့ဒေသန္တရအစိုးရက18ဖွဲ့ရှိတဲ့ခါကျတော့အဲ့ဒါ18ဖွဲ့စလုံးကကျွန်တော်ဥဆောင်တွေအစည်းအဝေးထိုင်ပြီးတော့မှဒီဥစ္စာတွေကိုဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ဥစ္စာကျွန်တော်အစည်းအဝေးထိုင်ရတာဖြစ်ပါတယ်အဲ့တော့ပညာရှင်တွေကပြောတဲ့အတိုင်းပဲအဖွဲ့အစည်းတဲလေးတွေမဟာတဲ့အဖွဲ့အစည်းတွေကတော့လိုရတာကန်ရတာကလွယ်တယ်ဒါပစ္စလက်ခတ်လုပ်မယ်သူတို့လုပ်မယ်ဖြစ်ချင်းဖြစ်ဆိုပြီးတော့သူတို့လုပ်လက်ရှိတယ်အဖွဲ့အစည်းကြီးကြီးတွေရဲ့ထုံးစံကတော့ဒါအလုပ်လုပ်ရတာတော်နှဲတယ်တွားရတာလည်းတော်နှဲတယ်တုတ်တော့တွားပြီးဟိဆိုရင်တော့မှန်ကန်နဲ့ပန်းတိုင်ကုန်မှန်ကန်ရောက်တယ်ဆိုတဲ့ဥစ္စာကိုလည်းပြည်သူလူထုကိုနားလဲဆက်ရှင်တယ်အဲ့တော့ကျွန်တော်တို့ကတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှပင်တီယာမရာနေမှာဖြစ်သွားတဲ့ပင်တီယာကိစ္စနဲ့ပတ်သက်ပြီးတော့မှချိန်ညာချက်တွေကတော့ထုတ်ရမှာဖြစ်ပါတယ်ဒါမထုတ်လို့တော့မရပါဘူးဒါထုတ်မယ်ဆိုရင်လည်းပဲကျွန်တော်ရှင်းလင်းကောင်စီကနေလည်းထုတ်မှာမဟုတ်ပါဘူးကိုကြီးဝန်ကြီးဌာနကလည်းသူတို့ရဲ့လှုပ်ထုတ်လို့နေရထုတ်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကတော့ CDF တွေ CNA ဆိုတာအခုကမရှိတော့ပါဘူးကျွန်တော်တို့ operation လုပ်ပြီးဟဲ့ဆိုရင်တော့စစ်စင်ရင်လုပ်ပြီးဟဲ့ဆိုရင်တော့ကျွန်တော်ချင်းပြဆွတ်တပ်ဖွဲ့နာမည်နဲ့ပဲလုပ်သွားတဲ့အတွက်ချင်းပြဆွတ်တပ်ဖွဲ့ကိုဘသူရဲ့ကြီးကြပ်ကွက်အောင်မှာပဲထားရတယ်ဆိုရင်တော့ကိုကြီးဝန်ကြီးရဲ့ကြီးကြပ်ကွက်မှုအောင်မှာထားတဲ့အတွက်ကိုကြီးဝန်ကြီးကဒီကရတယ်ဗျကိုကြီးဝန်ကြီးနဲ့သူရဲ့ဌာနကနေပြီးတော့မှတာဝန်ယူပြီးတော့မှထုတ်ဆရာတွေဆိုရင်လည်းပဲတင်ညာဆရာဆိုရင်လည်းပဲတရင်စာရှင်းလင်းပွဲလုပ်နေဆိုရင်လည်းပဲသူတို့ကလှုပ်တော့မှာဖြစ်ပါတယ်အဲ့ဒါကောင်စီကြီးကအဲ့ဒါမှကိစ္စမှာဝင်ရောက်ပြီးတော့မှသွားဖြည့်ရှင်းရှာလည်းမလိုပါဘူးပြီးတော့အဲ့လောက်ကြီးလဲကျွန်တော်တို့ကခရုမဆိုင်ပါဘူးဘာဖြစ်လို့လဲဆိုရင်ပြည်သူလူထုတွေကလည်းပဲအခုတော့နားလေလောက်ပြီထင်တယ်သူတို့ညီကိုဒီbrotherhood တွေလုံနေကြလို့ဆိုတော့ဒါမျိုးတွေကလည်းမထူးဆန်းတော့ပါဘူးဆိုတော့အားလုံးလည်းတိပိတဖြစ်မယ်တုတ်တော့ပြည်သူလူထုတွေကတော့စာနာပါတယ်မဖန်ဘူးဆိုရင်တည်ရင်တောင်မှ line ပေါ်မှာဖန်တလူလူထုတ်ပြီးဟေးဆိုရင်တော့ပေါ်ပြပြီးဟေးဆိုရင်တော့စိတ်တော့ကတိကောင်းဖြစ်တာကတော့အမှန်ပါပဲ